စဉ်းစားစရာအချက်ကဘာလဲဆိုရင်စာတန်တောင်စိတ်ဝင်စားတဲ့တင့်ရဲ့အလုပ်စာတန်တောင်စိတ်ဝင်စားတဲ့တင့်ရဲ့ပြင်ဆင်နေမှုတွေအားလုံးဟာစဉ်းစားစရာရှိတယ်။ဘာကြောင့်လဲဆိုရင်အားလုံးပဲကျေးဇူးတော်မင်္ဂလာပါ။ဒီနေ့မနေ့ခင်းမှာအချိန်နဲ့ငယ်ယူပြီးဒုဘတ်တို့ကိုတူတူပါဆင်ခြင်နှလုံးသွင်းကြဖို့ဖြစ်ပါတယ်။အဲ့တော့တစ်ကောခန်းကြီး16အပိုင်ငယ်9မှာတမန်တော်ပေါလုကဒီလိုပြောပါတယ်။အကြောင်းမူကားအလွန်ကြီးစွာသောတကားသည်အစဉ်သစ်ဖြစ်၍ငါအားဖွင့်လက်ရှိစီးသားသောသူအများလည်းရှိကြ၏။တမန်တော်ပေါလုကသူ့ရဲ့သာသနာနဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်တာတွေသူ့ခီးစဉ်တွေနဲ့ပတ်သက်လာတဲ့အခါမှာဘုရားခင်ကအခွင့်အရေးတကားကိုလည်းဖွင့်ပေးပါတယ်တဲ့။အဲ့ဒီအခွင့်အရေးတကားနဲ့အတူအဲ့ဒီအခွင့်အရေးကိုဖျက်ဆီးမဲ့ဒုက္ခပေးမဲ့စီးသားတဲ့သူတွေလည်းတပါးတဲ့အဲ့ဒီထဲမှာရှိတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ဒီအချက်ကကျွန်တော်တို့အတွက်ဆင်ခြင်စရာဖြစ်ပါတယ်။ကျွန်တော်နားလည်ထားတာဘုရားခင်အလိုတော်ရှိရင်ဘုရားခင်အတူပါရှိရင်ရန်သူတွေကိုနိုင်မယ်စီးသားတော်သူမရှိဘူးအားလုံးအဆင်ပြေမယ်လို့အဲ့ဒီလိုမျိုးတစ်ထစ်ချအများစုကနားလည်ကြတယ်။အဲ့တော့တစ်ဖက်မှာဆန့်ကျင်ဘက်ကျတော့လုံးဝအဆင်မပြေဘူးအခက်ခဲများတယ်အစီသားများတယ်အနောက်ရှက်များတယ်ဆိုရင်ဒါဘုရားခင်အလိုတော်မရှိဘူးဒါဘုရားလိုနဲ့ဆန့်ကျင်နေလားမသိဘူးဘုရားဆန္ဒလားကိုယ်ဆန္ဒလားမတွဲကြအဲ့လိုမျိုးတွေဝီဝါဝါဖြစ်သွားလေရှိကြတယ်ဒါကြောင့်ကျွန်တော်တို့ခရိယာတက်တာမှာဘုရားခင်ပါသလားဘုရားခင်အလိုရှိလားဒါမရှိဘူးလားစသည့်အရာတွေကိုအစဉ်ပြေခြင်းမပြေခြင်းတွေကြားထဲမှာစဉ်းစားဆုံးဖြတ်ပြီးဝီဝါသွားကြတာတွေလည်းအများကြီးရှိတယ်ဒါကြောင့်ဒီအရာလေးကိုဆင်ခြင်ကြဖို့ဖြစ်ပါတယ်အဲ့တော့တူဦးတယောက်ကသာသနာ့ကိုပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုကိုပဲဖြစ်ဖြစ်လုပ်တဲ့အခါမှာအစဉ်ပြေချောမွေ့ပြီးလုပ်တဲ့မြအားလုံးအောင်မြင်တယ်လို့ပြောရင်လည်းစဉ်းစားစရာရှိတယ်စဉ်းစားစရာအချက်ကဘာလဲဆိုရင်စာတန်တောင်စိတ်ဝင်စားတဲ့တင့်ရဲ့အလုပ်စာတန်တောင်စိတ်ဝင်စားတဲ့တင့်ရဲ့ပြင်ဆင်နေမှုတွေအားလုံးဟာစဉ်းစားစရာရှိတယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီဘုရားသခင်ရဲ့အကြံစီထဲမှာလှုပ်ဆောင်နေတဲ့အရာမှန်သမျှကိုစာတန်ဒီအမြဲတမ်းနှောက်ယှက်စီးသားလေရှိတယ်။ဒါကြောင့်ကျွန်တော်လှုပ်သမျှအားလုံးဟာအစဉ်ပြေနေရင်လည်းတကယ်ဆင်ခြင်စရာရှိတယ်။အစဉ်မပြေရင်လည်းဆင်ခြင်ရရှိတယ်။ဒါပေမဲ့ဒီနေ့တော့ကျွန်တော်လုပ်နေတဲ့အမှုတွေကျွန်တော်သွားနေတဲ့လမ်းကြောင်းတွေမှာအစီအသားတွေအခက်အခဲတွေတွေ့ကြုံလာရတဲ့အခါမှာဘယ်လိုဆင်ခြင်ရမလဲ။တမန်ကျမ်းစာကတော့အစီအသားအနောက်ရှက်တွေနဲ့ပတ်သက်ရင်ဘယ်လိုမျိုးဖော်ပြလေးရှိတယ်လဲဆိုတာကိုနည်းနည်းလေးဆင်ခြင်နှလုံးသွင်းကြဖို့ဖြစ်ပါတယ်။အဲ့တော့ကပောက်ကျမ်းအခန်းကြီး20အပိုင်ငယ်1ကနေခွန်ကိုကြည့်တဲ့အခါမှာဂေဟာမင်းကြီးအဘိမလက်အကြောင်းတွေ့ရတယ်။အဲ့တော့ဂေဟာမင်းကြီးအဘိမလက်မင်းဟာစာရာအရန်ချောတဲ့အတွက်တော်ကောက်တယ်။အဲ့ဒီတော်ကောက်ခြင်းမှာအာဗြဟံကကြောက်ပြီးမှစာရာကိုညီမပါလို့ပြောပြီးအဘိမလက်မင်းရဲ့လက်ထဲကိုထည့်အဲ့တော့အချိန်ကြာရောက်လာတဲ့အချိန်မင်္ဂလာဦးညမှာပဲဘုရားသခင်ကအဘိမလက်မင်းကိုလာပြီးမှစီးတာအဲ့တော့အဲ့ဒီအစီအသားကသူလုပ်နေတဲ့အလုပ်တွေအားလုံးဟာလူရဲ့အမြင်မှာအမြင်သင့်တယ်အားလုံးလဲသဘောတူတယ်အားလုံးလဲအဆင်ပြေပြေပဲစိတ်ဝမ်းကွဲစရာမရှိဘူးမငြိညွတ်တာမရှိဘူးအားလုံးအဆင်ပြေတယ်အားလုံးစိတ်ချမ်းသာစွာနဲ့ပြုတဲ့အမှုဖြစ်ပေမဲ့ဒီအမှုဟာနောက်ွယ်မှာမယိုးတာလုပ်နေတာအားလုံးဟာမာယွန်းစရာအကြောင်းဖြစ်နေတယ်ဆိုတာကိုဘုရားခင်သိတယ်ဒါအဘိမလက်ဘက်ကအာဗြဟံဘက်ကကြည့်ရင်သူဆုံးဖြတ်ချက်မားခဲ့တယ်သူမိမကိုညီမအဖြစ်ပြောပြီးထည့်ခဲ့တယ်ဒါပေမဲ့ဘုရားခင်ရဲ့အကြံစီကအာဗြဟံနဲ့ဆာရာအဖြစ်ဂတိတော်နဲ့ရမယ့်သားဟာဒီမျိုးဆက်ကနေသွားမှာအဲ့ဒီအတွက်လည်းဘုရားခင်ကဂတိတော်ထားတယ်အဲ့တော့အာဗြဟံဘက်ကနေကြည့်ရင်ဆုံးဖြတ်ချက်မားတဲ့အမားဟာဘုရားခင်ရဲ့ဂတိတော်ကိုပြည့်စရာအကြောင်းအမားဖြစ်တယ်အဘိမလက်မင်းဘက်ကနေကြည့်ရင်လည်းဒါကမာညွန်းတဲ့လှုပ်ဆောင်နေမှုတွေဖြစ်တယ်နောက်ွယ်မှာမျိုးရှင်းတာတွေဖြစ်တဲ့အတွက်ဘုရားခင်ကဆင်းပြီးတားတယ်ဒီမှာတွေ့ရတဲ့အစီအသားအနောက်ရှက်ကဘုရားသခင်ကိုယ်တိုင်စီးသားတဲ့အစီအသားအနောက်ရှက်ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်လုံနေတဲ့အလုတ်ကမားနေအသက်တာမှာဘုရားနဲ့ဆန့်ကျင်တဲ့အလိုတော်မရှိတဲ့မန္တလိုထင်ရပြီးမားနေတဲ့အရာမျိုးတွေကိုယ့်ရဲ့အသက်တာမှာဆက်မဖြစ်ဖို့ကိုယ့်ရဲ့အသက်တာထဲမှာကြီးမားတဲ့အမားတွေဆက်မမားဖို့အတွက်ဘုရားသခင်ကတားတဲ့အစီအသားမျိုးဖြစ်တယ်။ဒါကြောင့်ချစ်တော်ညီကောင်မနံပါတ်1ကိုယ့်ရဲ့အသက်တာထဲမှာလုံနေတဲ့အရာအလုံးဟာအဝင်ခွင့်ကြမဖြစ်တော့တာလုံနေတဲ့အစီအသားတွေလုံနေတဲ့အနောက်ရှက်တွေကြုံလာတာလုံနေနဲ့ဖြစ်စလို့မရတော့တာမျိုးဖြစ်လာတဲ့အခါရှင်းချင်းမှာတခါလေမှာဘုရားခင်ကကျွန်တော်အသက်တာထဲမှာကြီးမားတဲ့အမားဆက်မမားရအောင်စီးတာတာမျိုးတွေဖြစ်တယ်။ဒါပေမဲ့ပတ်ဝန်းကျင်နဲ့အဖြေထုတ်လို့မရအောင်ပတ်ဝန်းကျင်ကအလုံးဟာအဝင်ခွင့်ကြလက်လျောညီထွေအစဉ်ပြေပြေဖြစ်နေပေမဲ့ဒီအမှုဟာဘုရားခင်ရှိတော်မှာမာညွန်းစရာအကြောင်းဖြစ်ရင်တော့ဘုရားခင်ဒီသူ့ရဲ့သားသမီးတွေကိုအမားထဲမှာဆက်မရှိဖို့အတွက်စီးတာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဆင်ခြင်စရာလည်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကကပောက်ကျမ်းခန်းကြီး26မှာဣဇက်ကရေတွင်းတွေကိုတူးတယ်။ဣဇက်တူးသမျှရေတွင်းတွေကိုဂေယာမျိုးသားနဲ့အဘိမလက်ရဲ့လူတွေကလာပြီးမှအနိုင်ကျင့်တယ်၊ဘူကြတယ်၊စီးသားတယ်၊နောက်ရှက်တယ်ရေတွင်းတွေကိုဖို့ပြီးတယ်။ဒါပေမဲ့လည်းဣဇက်ကဘာမှမညှို့ညင်ဘူးရေတွင်းတွေကိုဆက်တူးတယ်တူးသမျှရေတွင်းတိုင်းကရေထွက်တယ်။ကျမ်းစာရဲ့မှတ်တမ်းတင်ချက်အရဆိုဘုရားသခင်ကကောင်းကြီးပေးတယ်။အဲ့တော့သူ့ကိုအလွန်ကြီးပွားစေတယ်။တစ်ဖက်ကသူတို့ကအနိုင်ကျင့်တယ်ဘူကြတယ်ဒါပေမဲ့တစ်ဖက်မှာဣဇက်ကလှုပ်သမျှအောင်မြင်တယ်တိုးပွား
ခြင်းရှိတဲ့အခါကျမှအဲ့ဒီရန်သူတွေကဘာဖြစ်လာလဲဆိုရင်သူ့ကိုကြောက်လာဒါကြောင့်မင်းငါတို့နဲ့မနေပါနဲ့တဲ့နော်အပိုင်းငယ်16မှာဆိုရင်မင်းကငါတို့ထက်တကိုးကြီးတယ်တဲ့ငါတို့ထံကနေထွက်သွားဘာကြောင့်လဲမင်းနဲ့အတူဘုရားခင်ရှိတယ်မင်းကိုဘုရားခင်ကောင်းကြီးပေးထားတယ်ငါတို့ဘလောက်ဒုက္ခပေးမင်းကကောင်းကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဘုရားခင်မင်းဘက်မှာရှိတယ်ဒါကြောင့်ငါတို့နဲ့အတူမနေပါနဲ့ငါတို့ရှိကနေထွက်သွားပါလို့ရန်သူတွေကပြန်ပြီးမောင်းထုတ်ရတဲ့အစဉ်ဖြစ်ပါအဲ့တော့ဒီညမှာတေချာဆင်ခြင်ကြည့်တဲ့အခါမှာတကယ်တော့ရန်သူတွေဟာဣဇက်ကိုလာပြီးအနိုင်ထက်ပြုတာလာပြီးမှဒုက္ခပေးတာနိုင်စားတာဒါပေမဲ့အဲ့ဒီနိုင်စားခြင်းတွေအားလုံးကပဲဣဇက်ရဲ့အသက်တာထဲမှာဘုရားခင်အတူရှိကြောင်းဘုရားခင်တွေသူ့ကိုကောင်းကြီးပေးနေကြောင်းဘုရားခင်တွေသူ့ကိုမဆနေကြောင်းကိုရန်သူတွေရဲ့နောက်ဆက်ခြင်းထဲမှာပဲတွေ့ရတယ်ဆိုတာကိုဆင်ခြင်စရာဖြစ်ရတယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာရန်သူများတာနော်အစီသားတွေများတယ်ကိုယ်နောက်ဆက်တဲ့လူတွေဒုက္ခပေးတဲ့လူတွေအကောက်ချန်တဲ့လူများတယ်စိတ်တမကြပါနဲ့ဘုရားသားသမီးတွေအတွက်ဘုရားခင်ဒီအဲ့ဒီရန်သူတွေကြားထဲမှာပဲဘုရားခင်အတူရှိကြောင်းဘုရားခင်မဆနေကြောင်းကိုတက်တည်ထင်ရှားစေရဖို့တခါတလေမှလည်းရန်သူတွေကိုဘုရားခင်ကအခွင့်အရေးပေးလို့ရှိတယ်အဲ့ဒီရန်သူရောက်လာတဲ့အခါမှာကိုယ့်ရဲ့အသက်တာထဲမှာဘုရားခင်ရဲ့မဆခြင်းဘုရားခင်အတူရှိကြောင်းတက်တည်ကိုကိုယ်တိုင်မြင်တွေ့ခံစားဖို့ရှိတယ်ဆိုတာလေးကိုလည်းရှင်းကျင်စရာဖြစ်ပါတယ်နံပါတ်3ဣသရေလလူတွေကိုအေဂုတ်တုကနေခေါ်ထုတ်လာပြီးခါနာန်ပြည်ကိုသွားတဲ့ခီးစဉ်တစ်လျှောက်လုံးကိုကြည့်တဲ့အခါမှာမောရှေရဲ့လမ်းခီးတစ်လျှောက်လုံးဟာအယံကိုခက်ခဲပင်ပန်းပါတယ်လူတွေအများကြီးကိုဥဆောင်ရတယ်တစ်ဖက်မှာလည်းဘယ်သွားမှမသိဘူးသွားနေရတာဒါကြောင့်သူတို့ထွက်လာတဲ့ခီးစဉ်အလုံးဟာဘုရားခင်အတူရှိတဲ့အလိုတော်မှာထွက်လာပေမဲ့သူတို့ရဲ့လမ်းခီးတစ်လျှောက်လုံးဟာဘုရားခင်ရဲ့ဂရုတော်ရှိတယ်ဒါပေမဲ့အခက်အခဲတွေအများကြီးထည့်လဲတွေ့ရတယ်ဘုရားခင်အတူရှိတဲ့မဆားတယ်ဒါပေမဲ့အစီသားတွေပြဿနာတွေအများကြီးကြုံရတယ်ဘဝလမ်းဟာအယံကိုခက်ခဲတယ်ဒါပေမဲ့လည်းအဲ့ဒီခက်ခဲကြမ်းတမ်းတဲ့အဲ့ဒီလမ်းခီးထဲမှာပင်လေသူတို့ဟာဘုရားခင်ရွေးချယ်တဲ့လူမျိုးဖြစ်တဲ့သူတို့ဟာဘုရားခင်ရွေးချယ်တဲ့လူမျိုးဖြစ်ကြောင်းသူတို့ဟာဘုရားရဲ့ဂရုတော်ရှိထားသောသူဖြစ်ကြောင်းသူတို့ဟာဘုရားခင်အတူရှိသောသူဖြစ်ကြောင်းသူတို့ဒီဘုရားခင်ကိုယ်ကခြင်းကိုခံရသောသူဖြစ်တယ်ဆိုတဲ့အကြောင်းသူတို့ကိုယ်တိုင်မှစတော့သူတို့ရဲ့သတင်းကိုကြားတဲ့ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးကအစအဲ့ဒါကိုသိနိုင်ဖို့အတွက်အဲ့ဒီအဖြစ်ဖြစ်တဲ့ကနေဘုရားဘုံတင်ရှားတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်တစ်ခါတလေမှာကျွန်တော်တို့ဘဝလမ်းခီးဟာအယံကိုခက်ခဲတယ်ကြမ်းတမ်းတယ်အနှိမ့်မြင့်အသက်ကြတွေအယံကြမ်းတဲ့အခါမှာကျွန်တော်တို့စိတ်သက်ကြတတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဆင်ခြင်စရာတစ်ခုကြံတာကကျွန်တော်တို့ဟာဘုရားသားသမီးတွေဖြစ်တယ်ကျွန်တော်တို့ကိုဘုရားခင်ကရွေးကောက်ထားတယ်ကျွန်တော်တို့ကိုဘုရားခင်အကြံစီထဲမှာထည့်ထားတယ်ဆိုတာကိုဆင်ခြင်မိဖို့ဖြစ်ပါတယ်ဒါကြောင့်ဘုရားခင်နဲ့ဆိုင်တဲ့သူဘုရားခင်ရွေးကောက်ထားတဲ့သူမှန်ရင်အခြေအနေအနှိမ့်မြင့်အသက်ကြဘလောက်ကြမ်းကြမ်းအဲ့ဒီအသက်ကြတွေထဲမှာဘုရားခင်နဲ့ဆိုင်သောသူဖြစ်ကြောင်းဘုရားခင်မဆသောသူဖြစ်ကြောင်းဘုရားခင်အတူရှိသောသူဖြစ်ကြောင်းဘုရားခင်ကိုယ်ကခြင်းခံစားသောသူဖြစ်ကြောင်းဘုရားခင်တတိနဲ့ကြည့်ရှုခြင်းကိုခံစားရတဲ့လူဖြစ်ကြောင်းကိုအဲ့ဒီအရာတွေကပဲကိုတက်တွေမြင်တွေ့ခံစားစီမှာဖြစ်တယ်ဆိုတာကိုဆင်ခြင်မိဖို့ဖြစ်ပါတယ်။နောက်ဆုံးအကြောင်းလေးကိုပြောပြီးနေကုန်းချုပ်ချင်ပါတယ်။အဲ့တော့တောလျာကျမ်းခန်းကြီး20မှာဘာလန်အကြောင်းတွေ့ရမယ်။ဘာလန်ကိုလည်းဘုရားခင်ကလာပြီးစီးတာတယ်။စီးတာရဲ့အကြောင်းရင်းကိုအပိုက်ငယ်32မှာပြောတယ်။တင်သွားသောလမ်းဒီငါနဲ့ဆန့်ကျင်ဘက်ဖြစ်သောကြောင့်တင့်ကိုစီးတာခြင်းကငါထွက်လာပြီ။ဘာလန်ကိုဘုရားခင်ကိုယ်တိုင်လာပြီးစီးတာရတဲ့အကြောင်းရင်းကဘာလန်ရဲ့လုပ်ရက်တွေရွေးချယ်မှုတွေအလုံးကသူ့ရဲ့အတ္တဦးစားပေးတယ်သူ့ရဲ့ဇာတိပဂတိကိုဗဟိုပြုပြီးရွေးချယ်သွားတယ်အဓိကတော့ငွေကြေးတက်မဲ့မှုအဲ့ဒီတက်မဲ့ခြင်းတွေဟာဘုရားခင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကိုသိဖို့အတွက်ဘုရားခင်နဲ့ဆန့်ကျင်တဲ့အမှုကိုပြုပြီးအခက်အခဲဆင်းရဲပြဿနာဒုက္ခထဲမှာမရောက်သွားအောင်ဘုရားခင်ကလာပြီးစိတ်လှုပ်တဲ့တဘောပါ။ညောင်းတစ်ခါလေးမှာကျွန်တော်အသက်တာထဲမှာလုပ်နေတဲ့အလုပ်တွေကိုအစီအသားဖြစ်လာတဲ့အခါမှာစဉ်းစားစရာရှိတာကကျွန်တော်တို့ဒီအမှုတွေကိုကိုယ့်ရဲ့အတ္တကိုယ့်ရဲ့ဇာတိစိတ်ကိုယ့်ရဲ့လိုချင်မှုကိုဦးစားပေးပြီးလှုပ်ဆောင်နေတဲ့လမ်းခရီးမျိုးလှုပ်ဆောင်မှုမျိုးရွေးချယ်မှုမျိုးဖြစ်တယ်ဆိုတော့ဘုရားခင်ကြီးကျွန်တော်ကိုစီတာလေရှိစီတာတဲ့အကြောင်းရင်းကအတ္တကိုဦးစားပေးတာဇာတိပတိကိုဦးစားပေးတာအလိုဆန္ဒကိုဦးစားပေးတာတက်မှတ်မှုဦးစားပေးတာမဟုတ်ပဲနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဦးစားပေးပြီးလှုပ်ဆောင်တတ်လာအောင်အလိုတော်ကိုဆောင်တတ်လာအောင်စီတာတဲ့အစီတာမျိုးဖြစ်တာယောနာကိုကြည့်ရတဲ့အခါအဲ့ဒါကိုတွေ့ရပါတယ်ယောနာဒီဘုရားခင်ခိုင်းတဲ့အရာကိုတိတိကျကျသူနားလည်တယ်တိကျနားလည်တဲ့အတွက်စန့်ကျင်ဘက်အရာကိုသူသွားတယ်အဲ့ဒီသွားတဲ့အတွက်မုန်တိုင်းတွေငါးကြီးတွေနဲ့အစီသားတွေတွင်တင်မှုတွေအမျိုးမျိုးသူကြုံရတယ်အဲ့ဒီကြုံရတဲ့အရာတွေအလုံးဟာသူ့ရဲ့အသက်တာကိုပြုပြင်ပြောင်းလဲဖို့အတွက်အမားကိုပြန်ပြင်ဖို့အတွက်နောင်တရပြီးဘုရားထံလဲပြန်လာဖို့အတွက်သုံးတဲ့အစီသားတွေဖြစ်ပါတယ်ဒုက္ခရောက်တာမျိုးမှန်ပေမဲ့လည်းအဲ့ဒီဒုက္ခဟာအလိုတော်ဘက်ကိုလဲပြန်လာဖို့အမားကိုပြင်ဆင်ဖို့နောင်တရဖို့အတွက်ဘုရားခင်ကသူ့ကိုအခွင့်အရေးပေးတာဆိုတာကိုနားလည်ရပါတယ်ဒါကြောင့်ချစ်တော်ညီကောင်မောင်တို့မှကျွန်တော်အသက်တာထဲမှာလုပ်နေတဲ့အလုပ်တွေအဆင်ပြေနေတာကလည်းစဉ်းစားဆင်ခြင်စရာရှိတယ်ကိုလုပ်နေတဲ့အလုပ်ကိုသွားနေတဲ့လမ်းဟာစာတန်အောင်စိတ်ဝင်စားမှုဆိုစဉ်းစားစရာရှိတယ်တစ်ဖက်မှာလည်းကိုလုပ်နေတဲ့အလုပ်ကအစီအသားဒုက္ခခက်ခဲအကြမ်းတမ်းအနှိမ့်အမြင့်ချမ်းတယ်
ရန်သူတွေများတယ်လို့ပြောတဲ့အခါမှာစိတ်တက်ကြစရာမရှိပါဘူး။ဘာကြောင့်လဲဆိုရင်ဘုရားသားသမီးနဲ့ပတ်သက်လာရင်တမန်ကျမ်းစာထဲမှာတွေ့ရတဲ့အစီသားတွေဟာရည်ရွယ်ချက်ရှိရှိနဲ့ကိုယ့်ရဲ့အသက်တာအကျိုးအတွက်ဘုရားဘုန်းတော်အတွက်ကိုယ့်ရဲ့အသက်တာရင့်ကျက်ဖို့အတွက်ဘုရားခင်ထားတဲ့ဘုရားခင်ကိုယ်တိုင်စီးသားတဲ့အရာတွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာအသက်ရှင်ခြင်းမှာရှင်သန်စရာလေးတွေရှိတယ်ဆိုတော့လေးကိုပြောရင်ဒီကုန်းချုပ်ပါတယ်။အရောက်ချင်းစီတဲ့နှုတ်ကတော်ဟာဒီဆောက်စရာဖြစ်ပါစေ။